မနေ့တော့တော့မှာပတ်စံ1000ပျောက်သွားတာ ဟေ့ငါမြူလို့ မင်းငါရွယ်လို့မစွစွနော်ငါပြောချင်တာကွာတော့မှာမနေ့ကမင်းနဲ့ငါနဲ့2ယောက်တည်းရှိရဟုတ်တယ်နော်အေးငါပြောချင်တာ ဟေ့မင်းပတ်စံငါမြူ မဟုတ်ဘူးတိတယ်လို့မနေ့တော့နော်မင်းငါ့ကိုမနှစောသီးလာခေါ်တာငါကောင်းနဲ့တော့သွားရအောင်ဆိုမှငါလည်းမှသွားတယ်ပတ်စံလေးခန်းကပန်းနဲ့ငါအိတ်ထဲ1000တန်လေးမှာတောင်းလေးမှာမှင်စုံးလေးနဲ့ထည့်ပြီးတော့အဲ့မှာတော့မှာသွားတာတော့မှာသွားတော့လည်းရရောအဲ့မှာတော်လုံးမှာဘဒူးမှမရှိဘူးနော်ဟုတ်တယ်မလား ဟေ့ငါမြူ မဟုတ်ဘူးခဏနေငါပြောတာမပြီးသေးဘူးအဲ့ဒီလေးရရောငါမှာပတ်စံလေးကိုငါမှအဲ့တဲ့ထည့်ပြီးတော့ငါမကလထိုင်မောတင်ထားပြီးမင်းရေးသွားပြန်ဖြန့်ပြီးမင်းကလေးပြီးတော့ဟောသားကြီးမင်းကလေးရောက်ပြီဆိုတော့ငါလည်းအဲ့မှာထသွားပြီပတ်စံလေးအဲ့ဒီအိတ်တဲ့ထည့်ပြီးဂန်းကမနဲ့ငါကလထိုင်မောတင်ထားခဲ့တာအဲ့ဒီပေါ်မှာမင်းထိုင်လာကွာမင်းနဲ့အဲ့ဒီအိတ်နဲ့2ယောက်တည်းရှိတာ လို့မင်းပတ်စံ နဲ့အဲ့ဒီအိမ်နဲ့2ယောက်တည်းရှိတာကွာအေးမဟုတ်ငါတိတယ်မင်းကငါဆွဆွဲတာမဟုတ်ဘူးကွာငါပြောချင်တာကွာအဲ့မှာငါရီဖြန်းပြီးတော့ငါပြန်လဲလာရောအဲ့ဒီကွာအဲ့ဒီအိတ်ထဲမှာပတ်စံ1000နဲ့မရှိတော့ ဟေ့ငါမြူ မဟုတ်ငါမင်းကိုဆွဆွဲဘူးကွာပြောငါပြောချင်တာအဲ့မှာငါတို့2ယောက်ပြန်လဲငါဒီကောင်းငါမတင်ကောင်းဆိုပဲအိတ်ထဲကြည့်လိုက်တော့ဟေ့ရောက်မင်းအဲ့ထဲမှာ1000နဲ့တွေ့ပြီးတော့ဟေ့ရောက်ဟွာနဲ့ရောက်မှင်စုံးလေးနဲ့ရောက်အတောင်းဟေ့ရောက်မှင်စုံးလေးနဲ့ရောက် ငါမြူလို့အဲ့ဒါငါမေကလက်ဖက်ချောက်ဝယ်ခိုင်းတယ်ပတ်စံ ကြောက်စောကြီးလာမျိုးနဲ့မင်းလက်ဖက်ချောက်ဝက်ခံလာဆိုလို့ရှိရင်ငါတို့အိမ်ထဲရောက်ငါသားမင်းလက်ဖက်ချောက်ပါလာလို့မေးပါပေါ့ဟိုကဘာမှလည်းမမေးဘူးကြောက်ရောက် ငါမြူ မပြီးအောင်မလဲနဲ့ရောက်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါစုံတော့နေငါပြီးတော့ပြီးအောင်စုံတော့ရောက်နေရကြောင်းရောက်နေရကြောင်းငါဒါမင်းငါလာပြီးစောကြီးလာမပြောနဲ့ရောက်မရဘူး